Hello အားလုံးပဲမင်္ဂလာပါရှင်ဝင်းရဲ့ vlog ကနေပြန်ပြီးတော့ကြိုဆိုပါတယ်ရှင်ဝင်းဒီနေ့လုံးပြတဲ့ຢာလေးကတော့ထူးထူးခြားခြားလေးပေါ့နော်ဝင်းရုံးစင်းတာနဲ့ဝင်းအမှန်ဆိုရင်အမတီnext door ကိုထပ်ပြီးတော့စီလိုက်တယ်ဆိုရင်ဝင်းအိမ်ရောက်သွားပြီပေါ့အဲ့တော့ဝင်းကအဲ့လိုမျိုးမလုပ်ပဲနေဝင်းလမ်းလျှောက်ချင်တယ်ပေါ့နော်အဲ့ဒါနဲ့ဝင်းဒီနေ့ Lake Side အမတီမှာဆင်းပြီးတော့ဝင်း Chinese ကတဲ့အမတီရောက်တဲ့ထီအောင်ဝင်းကလမ်းလျှောက်တာပါဘာလို့လမ်းလျှောက်တာလဲဘာလို့လမ်းလျှောက်ချင်တာလဲမေးရင်ဝင်းမှာကအဖြေရှိပါတယ်ဝင်းမှာပေါ့နော်အခုဝင်းရဲ့တငယ်ချင်းတယောက်လောက်ထားတယ်လမ်းလျှောက်တဲ့ group တစ်ခုရှိတယ်အဲ့လမ်းလျှောက်တဲ့ group လေးကိုဝင်းတငယ်ချင်းကသူကိုယ်တိုင် admin လုပ်တာပေါ့နော်ဦးစီးဦးဆောင်လုပ်တာသူကဝင်းကို join မှုအတွက်ပြောတယ်အဲ့နဲ့ဝင်းကကြတော့ငါနည်းနည်း lazy ဖြစ်တယ်ပေါ့ပြောလမ်းလျှောက်ရမှာပြေးရမှာဒါမဲ့ငါ join တော့ join ကြည့်မယ်ပေါ့နော်ငါလုံးနိုင်တဲ့လောက်လေးပေါ့ဆိုပြီးတော့ဝင်းဒီ 1st of September မှာဝင်းစပြီးတော့ join ခဲ့တယ်ပေါ့နော်အဲ့ပထမဆုံးဝင်းစ join တဲ့အချိန်မှာတော့ဝင်းခေါင်းထဲမှာလမ်းလျှောက်ရမယ်ဆိုတဲ့အသည့်လေးတော့ဝင်နေအဲ့နဲ့ဝင်းပထမဆုံးတစ်ပတ်ကတော့ဝင်းနည်းနည်းဘယ်လိုပြောမလဲခြေလမ်း 4-5 တောင်လောက်ပဲဝင်ရတယ်ပေါ့နော်တနေ့ခြေလမ်း 4-5 တောင်ကဝင်အတွက်အနေနဲ့ average ခြေလမ်းဖြစ်နေတာပေါ့နော်ဒါပေမဲ့ second week လောက်အစမှာတော့ဝင်ကိုဝင်ပို့ပြီးတော့ push လုပ်တယ်6000ကျော်9000လောက်ဝင်ရလာတယ်ပေါ့နော်လမ်းအရေးအတွက်များရကျင်တယ်ပေါ့ဝင်ရဲ့စိတ်ထဲမှာအဲ့နဲ့ဝင်လမ်းကိုစူးစမ်းပြီးတော့ရှောက်တယ်အဲ့နဲ့ဒီနေ့ဆိုရင်တော့ဝင်စိတ်ကအမြဲလမ်းလျှောက်ချင်နေဆိုတဲ့ဟာဝင်တွေးနေတာဆိုတော့လေဒီနေ့ကျတော့ idea တစ်ခုရသွားငါလို့လိမ့်ဆိုင် MRT မှာဆင်းပြီးတော့ငါလမ်းလျှောက်မယ်ပေါ့နော်ဘာဖြစ်လို့အဲ့နာမှာ Chinese garden လည်းရှိရပေါ့အဲ့တော့ငါလမ်းလျှောက်လို့ကောင်းတဲ့နေရာလေးပေါ့နော်အဲ့ဒါကိုငါအသုံးချရမယ်ငါလမ်းလျှောက်မယ်ဆိုပြီးတော့အဲ့နဲ့ဝင်ဒီနေ့ဆမ်းပြီးတော့လျှောက်ကြည့်ရပေါ့နော်ဝင်းကုန်းကတော့vlog အစမှာဝင် screenshot ရိုက်ထားတဲ့အတိုင်းပဲဝင်းရဲ့ခြေလမ်းက4000ကျော်ပဲရှိတယ်ဒီကိုမရောက်ခင်Chinese ကsorry လိမ့်ဆိုင် MRT မြောက်ခင်ဒီမှာခြေ4000ကျော်ရှိရပေါ့နော်အဲ့ဒီရုံးစင်းနဲ့ချိန်လျှောက်ထားတယ်4000ကျော်နေဝင်လျှောက်လိုက်တာရုံးဒီဗာလဲမိနစ်40လျှောက်ပြီးသွားချိန်မှာဝင်းခြေလမ်း9900ဖြစ်သွားရပေါ့နော်ဒါဝင်းမိနစ်40လိမ့်ဆိုင်ကနေ Chinese garden ပေါ့နော်ဒါပေမဲ့သူတဲတော့မဟုတ်ပေါ့နည်းနည်းဝင်းကပန်းချံဘက်လေးကိုပါဒီဂျူအောင်လိတ် garden နဲ့ဝင်းနည်းနည်းဝင်ပြီးတော့လျှောက်တာပေါ့နော်ပြီးနောက်မှာကန်ရေပြင်းနဲ့လေလေးတိုက်တာနဲ့ဆိုအရန်လျှောက်လို့ကောင်းတယ်ပေါ့နော်အဲ့တော့ဝင်းကလည်းဝင်းတင်ငယ်ချင်းတွေဝင်းကလည်းပြောချင်တာကတော့ဝင်းတို့ကအသက်အရွယ်တစ်ခုရလာပြီဆိုတော့ exercise တွေလမ်းလျှောက်တာတွေကိုဝင်းတို့လုပ်ရမယ်ပေါ့နော်ဝင်းတို့ရဲ့နေ့စဉ်ပြောတဲ့စကားတွေမှာဒီကျမကြီးအတွက်တရားပါလာပြီဆိုတော့လေကျမကြီးအတွက်ကိုအချိန်သက်လေးတစ်ခုပေးဖို့ဝင်းကအကြံဉာဏ်ပေးချင်ပါတယ်ဝင်းဟာအဲ့လိုမျိုးအကြံဉာဏ်ပေးလို့ဝင်းကိုယ်တိုင်လည်းအရင်ရှေ့ရောက်နေရလို့မဟုတ်ပါဘူးဝင်းကိုယ်တိုင်ဝင်းလည်းကိုတွန်းအားပေး force blow push blow ပြီးတော့မှလမ်းလျှောက်ဖို့အတွက်ကိုအချိန်ကိုစူးစမ်းပြီးတော့ထုတ်နေတဲ့သူစူးစမ်းနေတဲ့လူတယောက်ပါပဲပေါ့နော်ဒီနေ့နောက်ပိုင်းမှာတော့ဝင်းကကိုအားကစားလုပ်ဖို့အတွက်အချိန်နေနဲ့အဲ့လိုပြေးဖြစ်တယ်လမ်းလျှောက်ဖြစ်တယ်ပေါ့နော်ဒါကတော့ဝင်းကိုအရင်စူးစမ်းအားထုတ်ထားတဲ့အရာပေါ့နော်အဲ့ဒါလေးတခုကိုဝင်ဒီနေ့ကောင်းတာလေးတခုလို့ဖြစ်လို့ဝင်တာ sharing လုပ်ဖြစ်တာပေါ့နော်အဲ့နဲ့နောက်တစ်ခုကကျတော့ဝင်လမ်းလျှောက်နေရင်းနဲ့ဝင်ဗာလဲတန်ပုတ်တွေ108ခေါက်လဲဝင်ရွတ်တယ်မနေ့ကစပြီးတော့ဝင်တန်ပုတ်တွေ108ခေါက်ရွတ်မယ်ဆိုပြီးတော့စပြီးတော့ try နေပေါ့နော် Monday ကတော့ဝင်ရွတ်ပြီးသွားပြီဒီနေ့ Tuesday မှာလဲဝင်တန်ပုတ်တွေ108ခေါက်ထက်တောင်များသွားသေးပေါ့နော်လမ်းလျှောက်ဝင်ရွတ်နေနည်းနည်းကြော်သွား122ခေါက်လောက်ဖြစ်သွားတယ်ပေါ့နော်ဒါကလဲဝင်ဒီသမုတ်တွေပြန်ပြီးတော့108ခေါက်ရွတ်တဲ့ဟာကိုဝင် try နေတာပေါ့နော်အဲ့တော့ဝင်ဒီတရက်2ရက်တွင်မှာဝင်ကောင်းတာလေးတွေလုပ်ဖြစ်တာလေးတွေကိုဝင်ဗီဒီယိုလေးရိုက်ထားတာပေါ့နော်ဝင်တင်ငယ်ချင်းတွေကိုလည်းဝင်တတိရရဲ့အတွက်ကြောင့်မလို့ဝင်ရဲ့တင်ငယ်ချင်းတွေမိတ်ဆွေတွေအားလုံးကိုလည်းဝင်ကအားကစားလုပ်ဖို့အတွက်ဝင်ကတိုက်တွန်းတယ်ပေါ့နော်ဝင်းကိုလမ်းလျှောက်ဖို့အတွက်ခေါ်တဲ့တငယ်ကျွန်းလည်းဝင်းကျေးဇူးအများကြီးတင်ပါတယ်သူခေါ်တဲ့အတွက်ကြောင့်မို့လို့လဲဝင်းရဲ့ခေါင်းထဲမှာအလင်းတစ်ခုပေါ့နော်ပွင့်သွားပြီးတော့ပို့ပြီးတော့
အော်လမ်းလျှောက်မယ်ငါလမ်းလျှောက်ချင်တယ်ပေါ့နော်လမ်းလျှောက်ရင်ကျမ်းပါတယ်ပေါ့အဲ့လိုမျိုးဝင်ပို့ပြီးတော့focus ရသွားတယ်အဲအကြောင်းမလို့ဝင်းကိုခေါ်ပေးတဲ့တငယ်ချင်းကိုလည်းဝင်းကကျေးဇူးအများကြီးတင်ပါတယ်သူ့ရဲ့ဒီ group လေးကို join ချင်တယ်ဆိုရင်လည်းဝင်းcomment အောက်မှာဝင်း link လေးထည့်ထားပေးမယ်ပေါ့နော်အဲ့မှာတွားပြီးတော့ join လို့ရပါမယ်အဲ့ဒါမှာလမ်းလျှောက်တဲ့လူတွေ group အရေးအတွက်တွေတော်တော်များနေပြီပေါ့နော်သူတို့ဆိုရင်ရှောင်းနိုင်ရင်1000ကျော်2000ကျော်ပေါ့နော်အများကြီးရှောင်းနိုင်ပါတယ်ဝင်လည်းအဲ့လိုမျိုးတနေ့ဖြစ်လာဝင်လည်းစူးစမ်းမယ်ပေါ့နော်အဲ့ဒါဒီ vlog လေးကတော့ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါမယ်နောက် vlog တွေကြမှာတွေ့ကြမယ်နော်